2025 ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်းနှစ်ကိုအခုလ17ရက်မှာကျင်းပတော့မှာဖြစ်ရာပြည်သူများဆန္ဒမဲပေးနိုင်မှုအတွက်မဲယုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုဒါရိုက်တာကြီးဝန်ကြီးချုပ်ဦးကျမောင်ဝင်းဟာဒီကနေ့မွန်လွယ်ပိုင်းမှာတာဝန်ရှိသူများနဲ့အတူတွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာမအိုးပင်ခရိုင်ပတ်စနော်မြို့နယ်ဘာဝိုင်းကျေးရွာအုပ်စုမဲယုံအမှတ်1သို့တွားရောက်ကြည့်ရှုစစ်ဆေးပြီးမဲယုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးကပြည်သူများစိတ်အေးချမ်းသာစွာဆန္ဒမဲပေးနိုင်မှုအတွက်မဲယုံအတွင်းအပြင်လုံခြုံရေးကိစ္စရပ်များကိုအလေးထားဆောင်ရွက်ဖို့မှာကြားခဲ့ပါတယ်။အလားတူတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာပတ်စနော်မြို့နယ်အလဲပိုင်းရက်ကွက်မဲယုံအမှတ်1တို့၎င်းကြည့်ရှုစစ်ဆေးခဲ့ပြီးမဲဆန္ဒရှင်ဥယျာဉ်များပြားတာကြောင့်အစိုင်း1အစိုင်း2ခွဲပြီးဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှုနဲ့မဲယုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီးဆန္ဒမဲလာရောက်ပေးသူများစနစ်ကျနဲ့အလွယ်တကူမဲပေးနိုင်ရေးနဲ့လိုအပ်တာများကိုမှာကြားခဲ့ပါတယ်။အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာရန်ကုန်ပသိမ်လန်း59မိုင်6ဖာလုံးနဲ့59မိုင်9ဖာလုံးအတွင်းအခြေခံလွှာအဖြစ်လမ်းကွန်ကရစ်5ပေအကျယ်ခင်း၍လမ်းချက်ချင်းလုပ်ငန်းကို၎င်းရန်ကုန်ပသိမ်လန်းအတွင်းအခြေခံလွှာလမ်းကွန်ကရစ်မလောင်မီ improve subgrade အလှခင်းကျိတ်ချင်းလုပ်ငန်းကို၎င်းကြည့်ရှုစစ်ဆေးခဲ့ပြီးအရေးအသွေးပြည့်မီရင်သတ်မှတ်ကာလအတွင်းပြည်စည်းစေရေးတို့ကိုမှာကြားခဲ့ပါတယ်။ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများဟာကျုံပြောခရိုင်ကျောင်းကုန်းမြို့နယ်ကညင်3စင်ကြေးရွာအုပ်စုမဲယုံအမှတ်1သို့တွားရောက်ပြီးမဲယုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီးဆန္ဒမဲလာရောက်ပေးသူများစနစ်ကျနဲ့အလွယ်တကူမဲပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိဖို့မှာကြားခဲ့ပါတယ်။အလားတူ2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်းနှစ်ကိုအခုလ17ရက်မှာကျင်းပတော့မှာဖြစ်ရာပြည်သူများဆန္ဒမဲပေးနိုင်မှုအတွက်မဲယုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးကျမောင်ဝင်းဟာဒီကနေ့ညနေပိုင်းမှာတာဝန်ရှိသူများနဲ့အတူတွားရောက်ကြည့်ရှုစစ်ဆေးရာကျုံပြောခရိုင်ကျောင်းကုန်းမြို့နယ်တကွန်တိုင်ကျေးရွာအုပ်စုမဲယုံအမှတ်1သို့တွားရောက်ပြီးမဲယုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီးပြည်သူများစိတ်အေးချမ်းသာစွာဆန္ဒမဲပေးနိုင်ရေးဆန္ဒမဲလာရောက်ပေးသူများစနစ်ကျနဲ့အလွယ်တကူမဲပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိဖို့မှာကြားခဲ့ပါတယ်။အဲဒီနောက်ရန်ကုန်ပသိမ်လန်း89မိုင်3ဖာလုံးနဲ့4ဖာလုံးကြားတက်တရာချက်ပိုးလွှာခင်းခြင်းလုပ်ငန်းကိုကြည့်ရှုစစ်ဆေးခဲ့ပြီးအရေးအသွေးပြည့်မီရေးသတ်မှတ်ကာလအတွင်းပြည်စည်းစေရေးနဲ့ရင်းအကျယ်လမ်းကျယ်ခင်းရှင်းစေရေးအလေးထားဆောင်ရွက်ဖို့တို့ကိုမှာကြားခဲ့ပါတယ်။ဒီသတင်းတွေကိုပသိမ်သတင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်။